6ပုံငါမေးခလားစပင်းနေညက်တာလေဘယ်လိုဖြစ်ကုန်တာတော့ဟုတ်တယ်ဟိုနေ့ကလာတဲ့ဂျပန်ကပူလိုက်လေငါစီကဒေါ်လာ2000ယူသွားပြီးတော့အဲ့ဒီစိတ်နဲ့ငါတော့တာအဲ့လိုကြီးဖြစ်သွားတာပဲအဲ့ဒီကကျွန်တော်ပြောတယ်လေမကြီးကပြောမှမခံတာဘူးဂျပန်ကလုံးညက်တာကိုတိမ်ရွာထင်နေတာဟုတ်ဂျပန်ကတော့ဘာဟုတ်ဟဲ့ငါဘယ်ဒီစေပါဟဲ့ဘယ်ဒီစေပါဒီဖုန်းလေးကွာ Hello I'm not busy so I will call you after that okay see you bye ဘယ်နဲ့ကောလာသေးလားခုနကပဲဖုန်းဆက်တယ်မကြီးခဏနေရောက်ပါမယ်မကြီးစပင်းတွေကတော်တော်ဖြူနေပြီရိုးဖြူလာမဟုတ်ကွက်ပြီးဖြူနေတာဆိုတော့လေဟိုမီတင်နေပါလေလို့သူများတွေဒီလိုမကောင်းပါဘူးမကြီးကျွန်တော် beauty salon ကိုလေ booking လုပ်လိုက်ပြီနော်ငါသိတယ်ငါစပင်းတွေကြည့်လို့မကောင်းတော့ဆိုလည်းငါသိတယ်ဘယ်နဲ့ငါဘာလို့အချိန်ရှိမှာလဲတနေ့ကိုဗီဒီယိုကောတွေခေါ်ဖုန်းတွေပြောအရန် busy ဖြစ်တယ်ဆိုတော့ငါဘယ်လိုငါအလှပြင်နိုင်မလဲကွယ်အဲ့ဒါမကြီးကျွန်တော်ပြောချင်တာမကြီးဘလောက်ပဲအလုပ်ရှုပ်ပါစပင်းလေးတော့တတ်ရက်ကလေးနဲ့လေတေချာလေးကျွန်တော်ဖြစ်စီတယ်ပါအချိန်လည်းမကုန်ဘူးနော်လူလည်းဘဲမှမသွားရဘူးငါစပင်းကြီးကကိုတိုင်းပြန်နေသွားရင်ဘလောက်ပဲကုန်ကုန်အဘေးအဲ့ဒါငါ့ကိုခေါ်ပေးလောက်ကိုလို့ငါတော့ခွေးမဲဒီဟာလေးဒီမှာလေးဒီမှာမင်းရဲ့ညာနဲ့လေးနာနဲ့လည်းကြောင်းတာကနောက်တစ်ချက်ကြည့်လေမမပြောတယ်ရှိလို့ပါအေးပြောဟိုတနေ့ကမမပြောတန်ကြားလို့ပါဟိုမမစပင်တွေကဖြူနေတော့လေအချိန်လည်းကုန်မခံနိုင်ဘူးအလုံးလည်းရှုံးမခံနိုင်ဘူးငွေဘလောက်ကုန်ကုန်ဟိုစပင်နေနဲ့မယ်နုပြူလှပမယ်ဆိုလို့အဲ့ဒါလေးအတန်ကြားလို့စီးစရာတယောက်ပင့်တာပါတယ်အော်ခရနော်ခရဟာယုကစားမှာခွေအခုတော့တော့ရှောင်းမကရာအချာခုလိုရှောင်းဒီလောက်စောင်းကြီးအောင်ကြီးပြောမှာပေါ့ဒါဂျပန်လူမျိုးပေါ့အဲ့ဒါလည်းမဖြစ်နိုင်တာကွာငါတို့လည်းနိုင်ငံတကာနဲ့ဆက်ဆံပြီးအလုပ်လုပ်နေတာဒီဂျပန်စကားထားမှမကြားဘူးပေါ့ဒီဂျပန်ရှေ့ကြတယ်ဟိုဘယ်လောက်ကြီးရှေ့ကြတယ်လဲဆိုရင်လေကျွန်တော်မြန်မာနိုင်ငံကိုလာသိမ်းသွားတဲ့ဂျပန်တွေတက်ကိုရှေ့ကြတယ်အဲ့ဒီဂျပန်ချင်းချင်းတော့သူ့တကားနားမလဲこんにちはこんばんはこんにゃろこんにゃがぜろこんにゃがぜろバケロこんにゃろခရီမမတို့ကပြောနေတယ်ဟိုမမရုပ်ကတဲ့ချစ်စရာလေးကိုတဲ့ဟောဒီဇပင်ကြီးကဖြူနေတော့လေကြည့်မကောင်းပေါ့နော်အဲ့ဒါကို तू ပြုတ်ပြင်ပေးခြင်းလေပေါ့ तू ကစေးဝါးတွေပါတယ်ဆိုတဲ့အကြောင်းပြောတာပါဘယ်အမပြောချင်နေတာအဲ့どうしようかဂျပန်ကြီးကပြောနေပါတယ်ဟိုမမကိုတဲ့ तू ပြုတ်ပြင်ပေးလို့ရတယ်ပေါ့နော် तू ကစေးဝါးကောင်းတွေပါတယ်ဟာဒီဇပင်ဖြူပဲဖြစ်နေတာလေးကိုပေါ့နော် तू စေးသုံးလိုက်မယ်ဆိုရင်တဲ့မမဇပင်ကြီးကနတ်ပေါင်သွားမယ်ပြီးတော့ညနာလေးကလည်းတွေ့လျားပြီးအရန်လှပသွားမယ်ခန္ဓာကိုယ်အချိုးစားလေးကလှသွားပြီးတော့လေ16နှစ်လောက်ဖြစ်သွားမယ်ဟေ့တော်လက်မင်းကလည်းကွာ तू ပြောတာတခွန်းနဲ့မင်းရှင်းပြတာအရှိကြီးပဲဟုတ်ရဲ့လားကွာဂျပန်ကြီးကပြောရင်တူတယ်မဟုတ်လေသူတို့ပြောတဲ့စကားကတူတူလေးကျွန်တော်တို့ဗမာလူပြန်ရှင်းပြကြားတယ်အဲ့ဒါပြောခရီနော်ခွေးတော့ဆက်ပါဟဲ့ငါသိတယ်မမနေစားမကလာဘာဗမာလူတက်တာလေဗမာလိုနည်းနည်းရပါတယ်ခဗျာဒီမှာကျွန်တော်ဗမာလိုပဲရှင်းပြပါရစေဘာကြောင့်ဗမာလူပြောလာတာလဲဗမာလူပဲပြောပါကျွန်တော်ပြောတာမှန်လားမှန်တယ်ဆိုဆိုတို့ဒါတော့ရင်3လအတွင်းမှာစပင်းနေတက်တက်လုံးပြန်မဲသွားမယ်ဒါကဒီဇမ်းမှာငါဗမာကြီးရှင်းပါမယ်နေဒါကပါးလေးတွေတွေ့ပြီးအသားရည်လာမယ်ဒါကအရက်နောက်ထပ်3ပေတော့ရှည်လာမယ်
ကျွန်မတို့တော့ပါ ဒါက တော်စမ်းပါ အစာအိမ်နဲ့ဥလန်းကြောင်းနှလုံးကြောက်ကက်တီပိုကလီစာအကုတ်ကောင်းတယ်အဲ့ဒါယူပါ3လအတွင်းအကုတ်ကောင်းသွားမယ်3ရက်အတွင်းတိတမယ်ဒေါ်လာ2000ပဲကြပါတစ်မျိုး9000လေးမျိုး2000နဲ့လာနေထပ်ပေးမယ်ထပ်ပေး ရထားပေါ်စီအောင်ရမယ် နာ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 ဟဲ့ညာ ခင်ဗျားဒီဆေးကတေးကြတယ်နော်သပင်နေပြန်ပြီးတော့နှက်သွားမှာတခြားဆေးတွေတောက်เสียလိမ့်เสียမလိုပဲနဲ့ဒီဆေးတစ်မျိုးတည်းနဲ့မဲသွားတာတေးကြလား ဖျားစုမိုးချိုပြစ်သေးကြပါတယ်ဗျာ ဘာလို့သိမတက်လို့နော် ကျွန်တော်စကားပြောမှသွားရင်ခွင့်လွတ်ပါကျွန်တော်ဘယ်လောက်သေးကြတယ်လဲဆိုတော့လက်တွေ့ပြပါမယ်ဒါဆိုရင်ကျွန်တော်တို့ဘန်ဒီဇယ်ပါ အော်ဘန်ဒီဇယ် ကဘာကျော်မင်းသား ငါမောင် ဟုတ်တယ်ကျွန်တော်ဆေးတော့ပြီး3လကြာမှအခုစပင်းနေပေါက်လာ အော် ဒီဘက်ချက်မှဒီဘက် ဘာလို့တော့ before after ဟုတ်တယ်နော်ဗျာ ဟုတ်တယ်ဟုတ်တယ် ဒါ ဒါ တလုံးကတုံးနေပဲနေတာ ဟုတ်တယ်အခုစပင်းနေပေါက်တော့ပါပြီပြီးတော့ဒီမှာဒါကျွန်တော်တို့ဂျပန်နိုင်ငံကုံဆောင်မင်းသားနော်ဂျပန်ကတုံးမှာသူလည်းစပင်းနေပေါက်လာပါပြီ မောင်လေးဂျပန်ကတော့စပင်းပြန်ပေါက်တယ်လေတော့ မိုင်းဂျပန်ကတုံးပြီလား သိတယ်မဖန်စီ ဟုတ်လားအော်မိုင်းမှာဂျပန်ကတုံးပိုက်လာပြင်ဘူးလားပြင်ပိုက် ဘာရှောက်ပြောနေတာကျွန်တော်ရှက်လာပြီလား မဟုတ်ဘူးမဟုတ်တင်ကားမောင်လေးမြင်သားလို့ပြောတာ သူမင်းနေတာဂျပန်ကတုံးကိုမင်းနေတာ ဒီပါဘူးဘေ ဂျပန်ကတုံးရဲ့ဖန်အောင်မင်းနေတာဟုတ်ကဲ့အဲ့ဒါမိုင်းအနေနဲ့သဘောကျတယ်ဆိုရင်တုံးကြည့်ပါဒေါ်လာ2000နဲ့ပါ ဟေးကျွန်တော်သိတယ်နော် ရှာမရှိနဲ့你ပတ်စပ်ပွေထားစမ်းမှာမိုင်းသိပါလေကွာ2000စတန်နဲ့4မျိုး2000ကွာပတ်စပ်မလို့ပါရှာမရှိနဲ့နော်ငါပြောတာနားထောင်သွားမိုင်းအားလုံးသိတယ်ပါစင်ကွာယူပေါ့ရှာရှိရတယ် ကျွန်တော်တနေ့ကြာရင်မိုင်းကိုဂျပန်ကတုံးနဲ့မိတ်ဆက်ပေးပါဦး တွေ့မယ်ဒီဂျပန်ကပုံနဲ့ငါနဲ့တွေ့မယ်ဟာဟဲ့นี่ရတာအရှင်တို့ငါတွေ့ပါတယ်နေဆိုရင်တော့ဖြူနေတယ်အခုဘာလို့မဲသွားတာတော့ အဲ့ဒါပေါ့ကျွန်တော်ပြောချင်နေတာလေမာကြီးကဘေးမှာမပြောတာကျွန်တော်စပယ်နှက်သွားတဲ့အကြောင်းကိုကျွန်တော်ပြောပြခြင်းလို့ဖြူနေတဲ့ဆန်သားလေးမိနစ်ပိုင်းအတွင်းမှာနှက်မောင်သွားစီမယ်ကျွန်တော်သုံးနေတဲ့လင်းကာလာရှမ်ပူအကြောင်းကိုပြောပြချင်တာ ကြိုက်တယ် အဲ့လိုလည်းမရှိဘူး ဟုတ်ပြီ အပြင်လဲသွားစရာမလိုဘူး ဝေါ အမိုနီယာမပါတဲ့အတွက်အနံ့လည်းမရှိဘူးအလန့်ချစ်လည်းမဖြစ်ဘူးဗျာ အော်မိုက်ပြီ ကျွန်တော်အခုသုံးထားတာကတော့အနက်ရောင် black color အားလုံး၄ရောင်ထုတ်တယ် black ရယ် gold brown ရယ် coke brown ရယ် red wine ရယ်ဗျာ အော် ဘာသုံးလဲမိုင် ကူဘရောင်းလေးဝင်မကောင်းလားကွယ် 9မိနစ်ပဲစောင့် โอเค တော့ရတာအရင်ဆင်ပြပါလေအလောက်လည်းမရှုပ်ဘူးအချိန်လည်းမကုန်ဘူးလေခါလာရှမ်ပူနဲ့မှာပဲအဆင်ပြေတော့တယ်ကွယ် Thank you ပါလင်း ဒီလင်းကာလာရှမ်ပူမှာအယောင်၄မျိုးရှိပါတယ် Coke brown gold brown red wine ကတော့25မိနစ်စီအချိန်ပြရပါတယ်ရှင် အနက်ရောင်သုံးမယ်ဆိုလို့ရှိရင်တော့အချိန်10မိနစ်ပဲပေးရပါမယ် တတ်မှတ်တဲ့အချိန်ပြည့်သွားပြီဆိုတာနဲ့တခြားရှမ်ပူမလိုဘူးရေနဲ့ဆေးချလိုက်တာနဲ့ အဖြူရောင်ဆန်သားတွေကနေပြီးတော့ထူးခြားတောက်ပဆိုတာအနက်ရောင်ဆန်သားတွေပဲပြောင်းလဲသွားမှာဖြစ်ပြီးတော့အခြားကာလာတွေကလည်းလူချင်းမလို့စိတ်ကြိုက်အယောင်လှပဆိုတာထုတ်ပေါ်လာမယ်လို့လုံးဝအာမခံပါတယ် link ခါတဲ့ရှမ်ပူနဲ့ဆိုရင်ဖြူနေတဲ့စပင်းတွေတစ်ခါတည်းလက်မောင်ပါစေ စပယ်တွေဖြူလို့ဘယ်လောက်ပဲကိုကို နဲ့မောင်နဲ့ဆန်ဂီတာတွေကိုပြန်လဲပိုင်ဆိုင်နိုင်မယ် link color hair shampoo